မြေကွက်ဝယ်ထားပြီးတော့ရင်းနှီးမြုံနှံထားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုဆုံးထိပြီးဆုံးအောင်ကြည့်သွားပေး location ကကြတော့ကျမတို့ဒါအောင်ချမ်းသာမှတ်တိုင်ပေါ့နော်အခုဒီမှာကားတွေသွားတာတော့ကြားနေရတယ်မှတ်တိုင်နဲ့ဆိုလို့ရှိရင်ကြောကက်လမ်းလေးဖြစ်ပါတယ်ကားမှတ်တိုင်နဲ့ကြောကက်လမ်းလေးဖြစ်တယ်ပြီးတော့ဒီရက်ကွက်အစင်းလန်းနဲ့ပေါ့နော်ဂုတ်ကွက်လေးဖြစ်တယ်ပေါ့နော်ဒီမှာအခုသွားရင်လာရင်ရိုက်နေရင်လည်းဟိုဒီမှာမိုးကဖိုးပွဲရွာလာတော့ထိပြေးယူရတယ်အယောင်ပြပေးမှာကြတော့ဒီမြေကွက်လေးပေါ့နော်သူကပေ40 60အကျယ်ဝန်းရှိတယ်စာရွက်စာတန်း260ခရမ်းမြေကိုရမယ်ပေါ့နော်ကားမှတ်တိုင်နဲ့ဆိုလို့ရှိရင်ဒီမှာကားတန်နေတောင်သွားတာကြားနေရတယ်ကားမှတ်တိုင်နဲ့ဆိုဒီလှမ်းအော်ရင်တောင်ကြားရတဲ့ location ပေါ့နော်အောင်ချမ်းသာမှတ်တိုင်နဲ့နီးမှာဖြစ်ပါတယ်ဒီမှာနော်ဒါလေးကတော့လှမ်းမြင်နေရတဲ့ bus ကားမှတ်တိုင်ပဲဖြစ်ပါတယ်ဘတ်စကားမှတ်တိုင်ဂိတ်ကနေပြီးတော့ဒီမှာဒီလိုမျိုးလမ်းတစ်စစ်ချိုးဝင်လာလိုက်တာနဲ့ကုတ်ကွက်လေးနော်ကားမှတ်တိုင်နဲ့နီးနီးမှာမြေကွက်ကြဲကြဲလိုချင်ပါတယ်ဆိုတော့အဝယ်တော်တွေရင်းနှီးမြုံနှံထားခြင်းနဲ့အဝယ်တော်တွေလာကြည့်လို့ရပြီနော်အခုဒီမှာရိုက်ပြနေတဲ့ဒီနေရာလေးကကြတော့ဒါကားမှတ်တိုင်ကနေပြီးတော့ဆင်းလာတဲ့နေရာလေးနော်ကားမှတ်တိုင်နဲ့အလွန်နီးမယ်လမ်းကတော့ဒီလိုမြေသားလမ်းလေးပေါ့နော်မြေကွက်လေးကဒီမှာမြေကြီးဖို့ပြီးသွားပြီနော်ပေ40 60 260ခရမ်းမြေကိုရရှိမှာဖြစ်ပါတယ် YBS မှတ်တိုင်အနီးမှာရင်းနှီးမြုံနှံဖို့အတွက်မြေကွက်ဝယ်ထားခြင်းနဲ့အဝယ်တော်တွေလာကြည့်လို့ရပါပြီရှင်ဒီနေ့ရောင်းမိတ်ဆက်ပေးသွားတဲ့မြေကွက်လေးရဆိုလို့ရှိရင်တော့ကျမတို့ရွှေပြည်သာမြို့နယ်အမှတ်14ရက်ကွယ်အောင်ချမ်းသာမှတ်တိုင်အနီးမှာတည်ရှိတာပဲဖြစ်ပါတယ်ကားမှတ်တိုင်နီးနီးလိုချင်တဲ့လူတွေမြေကွက်ကြဲကြဲလိုချင်တဲ့သူတွေပြီးတော့ဝယ်ထားပြီးတော့ပေါ့နော်တန်ဖိုးတင်လေးတစ်ခုနဲ့ပြန်ရောင်းချင်တဲ့သူတွေလာကြည့်လို့ရပါပြီရှင်ရောင်းတန်ဖိုးလေးကကြတော့ကျပ်သိန်း2900မှာညှိနှိုင်းစီနဲ့ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်စိတ်ဝင်စားတဲ့အောင်မရဲ့အဝယ်တော်တွေဖုန်းလေးကြိုဆက်ပြီးတော့လာပေးပါရှင်ကျေးဇူးအများကြီးတင်ပါတယ်တတားပါ